ဒီနေ့ကျွန်တော်ဘာအကြောင်းအရာလေးနဲ့ကျွန်တော်မိတ်ဆက်ပေးမယ်ဆိုတာကျွန်တော်ရဲ့ပြိတ္တတွေစောင့်မျှော်ပြီးတော့ကြည့်ရှုနေမှာခင်ဗျာကျွန်တော်တို့ဆိုလို့ရှိရင်ဒါအလုပ်တွေပြင်ပန်းတဲ့ခါကြီးရုပ်ပြင်ပန်းတဲ့ခါကြီးရှိတယ်ပြင်ပန်းတဲ့ခါကြီးရှိတော့ဒါကျွန်တော်တို့ပုံညအိတ်တဲ့ခါတွေပါဆိုလို့ရှိရင်လည်းအိတ်မပြောစားတော့စားတဲ့ခါကျရင်လည်းဒါကျွန်တော်တို့ကောင်းကောင်းမစားနိုင်ဘာဖြစ်လို့လောက်ကပြင်ပန်းတဲ့တန်တွေကြောင့်ပြင်ပန်းတဲ့ခါကြီးကြတော့ကိုကလူကနှုံးပြီးတော့ကောင်းကောင်းမစားနိုင်ဘူးကောင်းကောင်းမအိတ်နိုင်ဘူးအဲ့လိုမျိုးတွေဖြစ်ခဲ့ရတယ်တဲ့အိတ်မဲ့ဆိုရင်လည်းကိုအိတ်တဲ့ခါကျလို့ရှိရင်ခေါင်းပေါ်ရောက်ဆိုလို့ရှိရင်ဒါကိုကဟိုဘက်လှိမ့်လိုက်ဒီဘက်လှိမ့်လိုက်ဟိုဘက်လှိမ့်လိုက်ဒီဘက်လှိမ့်လိုက်ကိုကစဉ်းစားနေတယ်ရှင်တွေကများခဲ့တယ်ကိုကအိတ်လို့မရတဲ့အတွက်မလို့အိတ်ပြတ်ခဲ့တယ်အိတ်ပြတ်လို့ရှိရင်လူတစ်ယောက်မှဒီကအိတ်ရတယ်ဒီကဒီအိတ်ပြတ်ခဲ့တဲ့အတွက်မလို့လူတစ်ယောက်ရဲ့အားရင်နဲမှုလေးကဖြစ်ပေါ်နိုင်တဲ့အတွက်မလို့အိတ်ရင်မဝရင်ကျွန်တော်တို့စားတော့စားလို့လုံးဝမရပါဘူးစားတော့စားရင်အားရမပြည့်စုံပါဘူးနောက်ပြီးတော့စားတော့ကောင်းကောင်းစားလို့မရဘူးဘာဖြစ်လဲဆိုတော့သူကဒီကအိတ်ရင်မဝတဲ့အတွက်မလို့ဒါချမ်းမကြီးကိုထိခိုက်နိုင်ပါတယ်ထိခိုက်နိုင်တဲ့အတွက်မလို့စားတော့စားလို့မရဘူးအိတ်လို့မရဘူးဒါကိုယ်ပျော့ရွှင်ရွှင်နေရတဲ့ကိုဖြတ်တန်းလို့မရခဲ့တဲ့ဒါမျိုးဖြစ်နိုင်ပါတယ်အရင်တော့ဆိုလို့ရှိရင်ဒါကျွန်တော်ကိုယ်တိုင်လက်တွေ့သုံးပြီးတော့လက်တွေ့အချိုးရလက်တွေရနေတယ်ဒါ product လေးကြောင်းနဲ့ကျွန်တော်လာရောက်ပြီးတော့မိတ်ဆက်ပေးမှာဖြစ်ပါတယ်အခုဆိုလို့ရှိရင်ဒါကျွန်တော်ဆိုလို့ရှိရင်တော့ဒီကျွန်တော်တို့ဆိုလို့ရှိရင်ဒါစိတ်ရောအလုပ်တစ်ပတ်တယောက်ဖြစ်ပါတယ်စိတ်ဘုံမှာဆိုရင်ကျွန်တော်တို့တနေ့ကုန်ပင်မနဲ့တန်ဒီဒီခါကျတော့ချွေးထွက်တာများပြီးတော့လူနှုံးတဲ့ခါကြီးလည်းရှိရဲဒါပြန်ရောက်လို့ရှိရင်ဒါကိုကကောင်းကောင်းမမစားမတော့နိုင်ဒါပဲလားဆိုတော့မဟုတ်ပါဘူးကျွန်တော်တို့အိတ်တဲ့ခါမှာလည်းကိုကကောင်းကောင်းမအိတ်နိုင်တဲ့အတွက်မလို့အလုပ်ကောင်းကောင်းမလုပ်နိုင်ဘူးစားတော့ကောင်းကောင်းမစားနိုင်ဘူးဒီလိုတွေဖြစ်ခဲ့ရတဲ့အချိန်မှာကျွန်တော်ကဒီကျွန်တော်ရဲ့ထူးခြားတဲ့ brand လေးတစ်ခု product လေးတစ်ခုဒါကျွန်တော်တွေ့ရှိခဲ့ရတဲ့အတွက်မလို့ဒါကျွန်တော်ကိုယ်တိုင်လည်းလက်တွေ့သုံးနေပါတယ်ခင်ဗျအဲ့ဒါဘာလေးလဲဆိုလို့ရှိရင်ဒါအဆိုဒီပဲဖြစ်ပါတယ်ဒါစစ်စမောထုတ်တာတွေကအဆိုဒီလိုပဲဖြစ်ပါတယ်ဒီကောင်ဆိုလို့ရှိရင်ဘယ်သူတွေကောင်းတယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့အရေးပြတဲ့သူစားတော့ပြတဲ့လူအားရင်နေတဲ့သူအားရင်ကုန်ခန်းနေတဲ့သူတချို့ဆိုရင်တွေးအားနေတဲ့သူတွေးပေါင်ကြနေတဲ့သူတွေးနေရတဲ့သူဆိုရင်ဒီ SOD ကိုဝယ်ပြီးတော့အနည်းငယ်3000တင်ပါတယ်တကယ်လို့ဒီရဆိုလို့ရှိရင်ဒီရလေးတုံးဆွဲလိုက်လို့ရှိရင်ကိုယ့်ရဲ့